အားလုံးပဲမင်္ဂလာပါရှင် Hope Cleaning Service မှာကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဆိုလို့ရှိရင်တော့ Sofa Cleaning Service နဲ့လာရောက်မိတ်ဆက်ပေးတာဖြစ်ပါတယ်ရှင်ဒီခုံလေးမှာဆိုလို့ရှိရင်တော့ကြီးကွက်တွေတအားယူထင်ရှားနေတာတွေ့ရပါတယ်ရှင်ကစမအများပြအပ်တဲ့ခုံလေးတွေကတော့ဗောနော်ခလီရှူရှူပေါက်ထားတာတွေလည်းဖြစ်ရှိတယ်ခွေးတွေကြောင်တွေရှူရှူပေါက်ထားတာလည်းရှိရဗောနော်ခုံတွေအနံ့တက်တွေရှိတဲ့ကြီးကွက်တွေဗောနော်လက်ရမ်းမတွေရောအောက်မတွေရော coffee ဖိတ်ထားတဲ့ sofa တွေလည်းလာရောက်အနံ့တာဖြစ်ပါရှိပါတယ်ဗောနော်ဒီမျိုးခုံတွေဆိုလို့ရှိရင်တော့အပြင်မှာတော်တော်တိတ်တာတယ်သူကအယောင်နှုတ်တဲ့ပုံမှာကြီးစီပေးနေတာတချို့ဆိုရင်မိုးတွေဆွဲနေတာအထိပေါ့နော်ဒါတော့အနံ့ကြပါတယ်ရှင်ဒီမျိုးခုံဆိုတော့တော်တော်တိတ်တာပဲပေါ့နော်ဒါဆိုလို့ရှိရင်တော့သူကလက်တာအဖြူမှာခိုးတွေအားရပါရဖွာထားတာပေါ့နော်အဲ့လိုမျိုးခုံနေဆိုလို့ရှိရင်လည်းတိုက်ရှင်လုပ်လို့ရပါတယ်တိုက်ရှင်လုပ်ပြီးတော့လည်းတော်တော်တိတ်တာသွားတယ်ပေါ့နော်ဒါဆိုလို့ရှိရင်အောက်ချမ်းကအစားအပွားလန်ကျဲနေတဲ့နေရာတွေကိုတိုင်လုံးရှင်းလင်းထားဖြစ်ပါတယ်ပေါ့နော်ဒီခုံဆိုလို့ရှိရင်တော့သူကစောက်လို့ရမှာပေါ့နော် cover မလုံးမိလိုက်ဘူးအဲ့နဲ့ဖုံတွေတအားပေသွားတယ်ဂျားတွေကအစားပေါ့နော်ထိုင်လုံးမရတဲ့ခုံတွေဆိုတိုက်ရှင်လုပ်လို့ရပါတယ်ရှင်ဒါဆိုလို့ရှိရင်တော့သူကမိုးပေါ့နော် moisture ကြောင့်မို့မထိုင်တာလဲကြာပြီဖြစ်တဲ့အတွက်ကြောင့်မို့ပေါ့နော်မိုးတွေဆွဲကပ်နေတာအဲ့လိုမျိုးခုံနေဆိုလို့ရှိရင်လည်းတက်ရှင်းလုပ်လို့ရတယ်ဒါဆိုလို့ရှိရင်တော့အင်ကအဟောင်းပေါ့နော်ပြစ်ထားတာကြာပြီဖြစ်တဲ့ခုံအဟောင်းတွေဖုံတွေအလေးလိုက်တက်နေရပေါ့နော်ဖွေးတောင်ဖွေးသွားတဲ့အမဲရောင်ကနေပြီးတော့အဲ့လိုမျိုးခုံတွေလည်းတက်ရှင်းလုပ်လို့ရပါတယ်လို့ဒါရောက်မိတ်ဆက်ပေးတာဖြစ်ပါတယ်ရှင်ဘလုံးကျေးဇူးတင်ပါတယ်ဒီတည်တဲ့ရှင်မဆိုအဟောက်ရှင်းတဲ့ Hope Cleaning Service ကိုအနံလိုက်ပါ